မင်္ဂလာပါကဲငရုတ်ဒီပို့လူကပါတယ်ကိုရမတို့ရေခုနကတော့ကိုနီမောင်လားကိုနီအောင်ကိုနီနောင်လားကိုညီပြီးတော့ချက်ပေးကြပါမအေလို့ကိုတော်လန်ကြရအောင်အားတဲ့သူတွေတူလာပြီးတော့ခွေးမောင်းမယ်နော်ပြည်ရဲ့တစ်ဖွဲ့စာစစ်ထောင်ပါညီမငွေ10သိန်းကြစူးစမ်းရအောင်ငါတို့နိုင်ဖို့အတွက်စူးစမ်းအောင်အလုံးလုံးများဖို့အတွက်ပေါင်ရအောင်နော်အတန်တော့ဝင်နေတယ်လောင်းဝနာတောင်းတော့မကောင်းအမလေးအတန်ကြောင့်လူတွေလည်းရောက်ဆိုးကုန်ငါရဲ့အတန်အမှန်တကယ်ဆိုရင်တေးသေးလေးချစ်စရာလေးမေလို့ထိုင်ပြီးတော့အော်ဆဲနေတိုင်းညတိုင်းခွေးတကောက်တီးဖို့အတွက်နော်အတန်တွေကကွဲပြီးတော့ရောက်ဆိုးကုန်ပြီငါရဲ့အတန်အဲ့လိုမျိုးမဟုတ်ဘူးလေအရင်တော့မွေးအတန်သေးလေးပဲရှဲနေပါတယ်အော်ဆိုနာဆိုင်မေလို့မြောင်းလိုက်စစ်ခွေစစ်သားစစ်အာနာစင်မိတ်စာကောင်တွေကြဆုံဖို့အတွက်တည်ဖို့အတွက်ပြန်ပြီးတော့တော်လန်ဖို့တိုက်ထုတ်ဖို့ကြည်စံဖို့လူခံပါတယ်ရှင်3လပိုင်းကံပိုင်းကကြည်1000ပါ PDF အဖွဲ့နဲ့တွဲမယ်ဆိုရင်ပေါ့နော်မမိုးကြည်1000ဆိုရင် PDF ဘယ်နှဖွဲ့စာအကူညီရမလဲဆိုတော့ PDF အဖွဲ့139ဖွဲ့အကူညီရမယ်ရှင်တစ်ဖွဲ့ဆိုရင်အနည်းဆုံး10သိန်းကြထောက်ပံ့ပေးပါတယ်နော်ဘတ်ငွေနဲ့ဆိုရင်စစ်ထောင်ပါအခုမမိုးလိုင်းမနေ့တော့မမိုးလိုင်းလွှင့်တယ်လူမရှိဘူးနော်မမိုးလိုင်းထွက်သွားတဲ့နောက်ပိုင်းမှာပါဝင်တဲ့အလူစင်မမိုးရလာစင်လူစင်တော့4ယောက်စီတယ်လူတစ်တယောက်လာပြီးတော့ပတ်စံပို့တယ်ခဏလေးလူတစ်တယောက်ကနာမယ်မမိုးပြန်ဆိုင်ရမယ်ကိုနေမောင်လားကိုနီနောင်လားအော်ဆိုလာဆက်ဆက်တရားမင်္ဂလာပါသူများနိုင်ငံမှာလေအာနာစင်တောင်းချမ်းလို့စင်သူများထိုင်ပြီးတော့မကြည့်ဘူးတခါတည်းသူများတိုက်ထုတ်တာနော်စန္ဒပြတဲ့နေ့ဆိုရင်အာနာစင်တွေတပ်ဖြတ်တာဘယ်နိုင်ငံမှာမဆိုပေါ့နော်အာနာယူအာနာစင်တွေကြတော့ပြည်သူတွေသူတို့ဆန့်ကျင်တော်လှန်လို့စင်ရင်ပြစ်သားမယ်ဖမ်းဆီးမယ်နှိပ်စက်မယ်တပ်ဖြတ်မယ်အဲ့ဒါတော့နေရာတိုင်းမှာပဲအဲ့ဒီလိုမျိုးပေးစားမှုတွေကိုလှုပ်လို့မရဲဘူးဆိုရင်ပေါ့နော်ကိုဘယ်တော့မှလို့မြတ်မှာမဟုတ်ဘူးနော်မပေးစားခြင်းဘူးမသေးခြင်းဘူးသေလို့မရဲဘူးနိုင်ငံနဲ့ပတ်သက်တာအနာဂတ်နဲ့ပတ်သက်တာကိုဘာမှမပေးစားခြင်းဘူးဆိုရင်ကိုလည်းဘာမှရမှာမဟုတ်ဘူးအာနာစင်ရောက်มาတဲ့အတိုင်းကိုခံရမယ်အာနာစင်နှိပ်စက်တဲ့အတိုင်းကိုခံရမယ်အဲကြောင့်ကိုလူမြောက်ခြင်းလို့ရှိရင်နော်ပေးစားနိုင်ရမှာပေါ့ရတဲ့အနေနဲ့ပေါ့နော်နိုင်ငံသားလူတွေကတော့ပေးစားတယ်မပေးစားဘူးဒါပေမဲ့ငွေရတော့ကိုထည့်ပေးရမှာပေါ့နော်နိုင်ငံသားမှာနေတဲ့မြန်မာပြည်သူပြည်သားတွေအားလုံးပြည်တွင်းမှာစီးတဲ့သူကတော့စစ်တက်တိုက်မတက်တိုက်တော့မေလို့အကလုံးကျဲပြီးတော့တာတာပဲနော် PDF တွေကြဆောင်ကြ PDF တွေငါတို့ PDF တွေကြဆောင်တဲ့အချိန်မှာရန်သူတွေတိုက်တဲ့အချိန်ပေါ့နော်ရန်သူတွေပုံကျဲတဲ့အချိန်စကန်တွေဝင်သိမ်းမျိုးတွေသိမ်းဟုတ်လားရန်သူဘက်ကကြဆောင်ကိုဘက်ကကြဆောင်အဲ့ဒါတော့နှစ်ဦးနှစ်ဖက်စလုံးတော့ဖြစ်မှာပဲဒါမဲ့တချို့ပြည်သူတွေဘာအပြစ်မှမရှိဘဲနဲ့နိုင်ငံရေးတော်လှန်ရေးမလုပ်တဲ့တချို့ကလေးတွေလည်းဘာမှနားမလဲဘူးအာနာစင်အကလုံးကျဲတတ်တာပဲအကြောင်းဘယ်နိုင်ငံမှာမဆိုဒီမိုကရေစီနိုင်ငံလိုချင်တဲ့ဘယ်နိုင်ငံမှာမဆိုပေါ့နော်အလကားရလာတဲ့နိုင်ငံဆိုတာတခုမှမရှိဘူးအကလုံးပေးစားရတာပဲနေ့နိုင်ငံနေဒီမိုကရေစီလိုချင်လို့ရှိရင်နေပေးစားရမယ်ငါနိုင်ငံငါဒီမိုကရေစီလိုချင်လို့ရှိရင်ငါပေးစားရမယ်စီလုံးနဲ့ပေးစားရမှာနော်အခုအီရန်မှာဆိုရင်သူတို့ရဲ့ကလေးတွေအပြင်ထွက်ပြီးတော့ဆန္ဒပြတယ်မိဘတွေကလုံးဝမတားဘူးနော်မိဘတွေအကလုံးလို့တာသွားအားပေးတယ်နော်တချို့မမိုးတို့ရဲ့မြန်မာပြည်ကတထေးသားသမီးတွေဆိုရင်တထေးတွေဆိုတော့သားတွေတေးမှကြောက်လို့သမီးတွေတေးမှကြောက်လို့လုံးဝအပြင်မပေးထွက်ဘူးသူများနိုင်ငံမှာသူများဘလောက်ပဲတိုးတက်ဘလောက်ပဲတထေး
Yeah, the great pain is you, I think. It's not me. Here. Look at the side. This one? Yeah. It's XL. You or Jonathan, someone? Not me. Okay. Okay. အဲကြောင့်သူများနိုင်ငံကိုအားကြလို့ရှိရင်ပြီးတော့တခါတလေကိုအားကြတဲ့နိုင်ငံတွေကအဲ့ဒီတိုးတက်တဲ့နိုင်ငံတွေကသူတို့အလကားရလာတာမဟုတ်ဘူးနော်သူတို့ဖိုးဖွားတွေနော်စစ်ကလူကြီးတွေကပေးစားလို့သူတို့အဖေမေတွေသူတို့ဖိုးဖွားတွေပေးစားလို့ကြီးလာတဲ့လူတွေတဲ့နိုင်ငံကကောင်းမှုနဲ့နေရတယ်သူတို့တော့မကဘူးတခြားနိုင်ငံကလူတွေပါလာပြီးတော့ခိုလုံလို့ရတယ်တိုးတက်တဲ့နိုင်ငံမှာနော်အဲကြောင့်ကိုကြတော့သူများနိုင်ငံမှာကိုအားကြပြီးကိုယ့်ရဲ့နိုင်ငံကိုပြန်တော့စောက်ချင်မစားတချို့မှာကြတော့အဲ့လိုမျိုးဖြစ်နေတယ်နော်ကိုအားကြနေတဲ့ဘယ်နိုင်ငံမဆိုနော်ဒီမိုကရေစီနိုင်ငံအများအပြည့်တိုးတက်တဲ့နိုင်ငံတွေကအရင်တော့ကသူတို့ဖိုးဖွားတွေလောက်ထားတာနော်ဖိုးဖွားတွေလောက်ထားတာဖိုးဖွားတွေပေးစားတာအများအပြားအသက်တွေပေးစားတယ်မိုးရေတဲ့ဘန်နဘာโอเคမိုးရေကိုကိုရတယ်နော်ရေစကလဒါမိုးရဘန်နဘာနော်ဒါမိုးရဘန်နဘာနော်ခင်နေအကောင့်နဲ့မမိုးရဘန်နဘာကိုသူရေးပေးလိုက်ပြီနော်မိုးပင်ထောက်ထားလိုက်ပြီ165နှစ်95334နော်ပြီးတော့ရေငါတို့အရောက်လူဖြစ်လာတဲ့အချိန်မှာလေလူဆိုးလားလူကောင်းလားအရောက်တိုင်သိရမှာပဲအဲကြောင့်ကိုမသိခင်မှာကိုထမင်းစားတယ်ဆိုရင်ပေါ့နော်ကိုအတိတရားစီးလို့ရှိရင်ကိုနိုင်ငံအတွက်ကိုလှုပ်ပေးပါကိုအနာကအတွက်ကောင်းဖို့လှုပ်ပေးပါပြီလို့အနာကဆိုတာမျိုးဆက်တဲ့ခေါ်တာတခါတလေကိုဖြစ်နိုင်တယ်နော်တခါတလေကိုဖြစ်နိုင်တယ်ပြီလို့ကိုဒီဘဝအကောင်းဆုံးလုပ်တာလို့ရှိရင်နောက်ဘဝကိုအကောင်းနေရမယ်လေဒါပဲလူတွေရဲ့ဘဝခဏလေးပဲသေလိုက်မွေးလိုက်ခဏလေးပဲအဲကြောင့်တော့ဘွားကိုကောင်းကောင်းမနေခြင်းနဲ့အာနာစင်ထိတ်ချောင်းတဲ့နိုင်ငံကိုမနေခြင်းမှုဆိုရင်ဒီဘွားကကောင်းလုပ်ပေးအဲ့ဒါပဲဘာမှမခဲ့ဘူးပြီတို့လူတယောက်တည်းနဲ့စစ်တိုက်ရမယ်အလူခံရမယ်ထည့်ပေးရမယ်အဲ့လိုမျိုးမဟုတ်ဘူးကိုတာဝန်တစ်ခုကိုယူလိုက်စစ်တိုက်တဲ့သူကတော့ဟာလာတိုက်အလူခံပေးတဲ့သူကအလူခံထဲတဲ့သူကထဲသူ့တာဝန်နဲ့သူစီးတယ်ကိုတာဝန်နဲ့ကိုစီးတယ်ကိုရဲ့တာဝန်ကိုဒီဇိုင်းမနဲ့လုပ်ပုံမှန်အတိုင်းလုပ်နော်စစ်တပ်တဲ့သူလဲဒီဇိုင်းမအခုမှမိုးမနေ့တော့လူကြီးတွေနဲ့စကားပြောရတယ်ဒီတော့ရအခုအညာမှာဆိုရင်လေတင်ရတဲ့နေရာတွေအများကြီးပဲဒါပေမဲ့တည်င်းဖော်လို့မရဘူးတည်င်းဖော်တာနဲ့ line ပေါ်မှာတည်င်းတင်တာနဲ့မအေးလို့အဲ့ဒီနေရာမှာဘုံတော့ကျဲတာပြည်သူဘုံကျဲတတ်တဲ့ပပစနဲ့ဘုံကျဲတတ်တယ်ဥမာဒီနေရာဒီမြို့နယ်ဒီတိုင်းဒီနယ်တင်လို့ရပြီပေါ့နော်စခန်းလားဘာမဆိုပေါ့နော်ရန်သူပစ္စည်းနဲ့ပတ်သက်ပြီးတော့ကိုတင်ရတဲ့အဘယ်နေရာမဆိုလိုင်းပေါ်မှာတဲလို့ရှိရင်ဒီနေရာသိမ်းလို့ရပြီဆိုရင်အဲ့ဒီနေရာမှာစီးတဲ့ပြည်သူရဲ့ရွာတွေမြို့တွေကိုမအေးလို့သွားပြီးတော့ဘုံကျဲတယ်နော်အဲ့တော့တချို့ပြည်သူတွေကတည်င်းကောင်းပဲထိုင်ပြီးတော့စောင့်နေတဲ့တည်င်းကောင်းကကြားမငါလူပေးမယ်ဆိုရင်မလုံးနဲ့နော်မမိုးတို့ပြောချင်တာကတော့မြေပြင်မှာစစ်မဖြစ်ဘူးမြေပြင်မှာအလုံးမလုံးဘူးမအောင်မြင်ဘူးဆိုရင်မမိုးတို့ထောက်ဖို့တွေလည်းဒီလိုမျိုးနေ့တိုင်းအလူခံမှာမဟုတ်ဘူးအဲကြောင့်မိုးတို့ထောက်ဖို့တွေဒီလိုမျိုးအလူခံတဲ့အချိန်မှာပြည်သူတွေလာတော့လူအဲ့ဒါမြေပြင်မှာအလုပ်တွေစီလို့အလုပ်တွေလုပ်တဲ့အတွက်ကြောင့်နော်မအေးလို့ဆိုရင်စောက်ပြတ်တက်တာပဲပြီတို့မရောက်လိုက်ဆိုရင်လေအခြေအနေအရန်ကိုစိုးတာမမိုးပြောမယ်လွယ်လွယ်လေးပဲမင်းအောင်လိုက်အခြေအနေစိုးလားမစိုးဘူးလားဆိုတာအခြေအနေမစိုးလို့ရှိရင် main ကလေးစစ်မှုထမ်းအောင်သူမလုပ်ဘူးအခုဘာကြောင့် main ကလေးစစ်မှုထမ်းအောင်သူလုပ်လာတယ်လဲသူစီးတဲ့ယောက်ျားလေးတွေကိုအများကြီးသေသွားပြီအများကြီးသေကုန်ပြီပြီတို့အဲကြောင့် main ကလေးစစ်မှုထမ်းဆိုတာသူပြန်တော့လုပ်ရတာနော်အဲကြောင့်တော်လန်ဆရာစီတာတော်လန်ပါဒီဇိုင်းမနဲ့လုပ်ပါနော်ဥမာဒီနေ့တရက်နေ့ကနေ3ရက်နေ့ဒီလစာထုတ်ပြီးဆိုရင်တကိုတော်ဆိုရင်အញ្ញန်နီးနဲ့လာတော့ထပ်ပြီးတော့မမိုးလဲဒီဘက်ကကြည်တထောင်ပြေးလို့ရှိရင်ကြည်တထောင်ဆိုရင် PDF 10ဖွဲတော့မရဘူးနော်ရတလောင်းနဲ့မမိုးလို့ပို့ပေးမယ်မမိုးတို့ကပတ်စံလွှဲပေးလိုက်ပြီးဆိုရင်မြေပြင်မှာဆိုရင်အဖွဲပေါင်းများစွာဥမာမမိုး9000နဲ့9000ကြည်တထောင်ပိုးရပြီဆိုရင်ပို့ပေးလိုက်လို့ရှိရင် PDF တနေ့ဖွဲရမလဲမမိုးဒီမှာတွက်ပေးမယ်ခါလေနော် PDF 10ဖွဲဆိုရင်1000ရမယ်ဒါပေမဲ့မမိုးရဲ့ကြည်တထောင်ဆိုရင်9000နဲ့9000ပဲPDF 6ဖွဲ့နဲ့တဝက်အဲ့လိုမြန်မာမို့လို့နေ့တိုင်းပဲပို့တာနော်ခင်မကြီးဘက်မှာအလုံးပဲ2000ရပြီလေပြည့်မို့ဘက်မှာဆိုရင်ပဲ2000ရပြီလေစုပြီးတော့တခါတည်းပို့လိုက်တာနဲ့စောင့်နေတဲ့ PDF ဖွဲ့တွေကဗလဲမမို့တို့ထောက်ပံ့ပေးတဲ့အဖွဲ့တွေပြီးတော့စစ်တိုက်နေတာနော်ဟိုစောင့်နေတဲ့အဖွဲ့မဟုတ်ဘူးနော်ကျွန်တော်တို့ကစစ်တိုက်ဖို့စောင့်နေတာလည်းအမြင်မဟုတ်ဘူးနော်တိုက်နေတဲ့နေရာမှာအဲ့ဒီပတ်စံကိုပို့ပေးတာခွေးမသားလာပြီးတော့မျက်နှာနေလေးမလုံးနဲ့ကိုမီကိုလို့နော်ဒါနေ့ဘောက်သားဖို့အတွက်နေတို့လိုခွေးမျိုးတွေစစ်ခွေးတွေတောင်းလိုက်ဖို့အတွက်စီးတဲ့အချိန်လေးနဲ့မျိုးတို့အများဆုံးသေဖို့အတွက်နော်ခွေးတောင်စားအဲကြောင့်မျက်နှာနီလေးတွေပူလောင်ထားဖို့မအေးလို့တွေရဲ့
နော်မင်းတို့ရောက်มาတော့ကိုထိုင်မကြည့်ဘူးနော်မင်းတို့ဘောမဖင်ခံတဲ့ကောင်မတွေကောင်နေပဲမင်းတို့ထိုင်တော့ကြည့်မှာနော်ထမင်းစားတဲ့ပြည်သူတန်းတွေတို့လိုကိုမေကိုလိုးတွေအမျိုးရောက်တွေတိုင်ဖြက်ပြည်ဖြက်ပြည်သူလူထုကိုတပ်ဖြတ်တဲ့ကောင်တွေကိုထိုင်တော့မကြည့်ဘူးနော်မနေ့ပိုင်းအားလို့စင်မင်းတို့သေဖို့အတွက်ကြည်ဖို့စားမယ်နေ့လယ်ပိုင်းအားလို့စင်မင်းတို့အမြန်ဆုံးအသေးချင်းဆိုနဲ့သေဖို့အတွက်ကြည်ဖို့စားမယ်အလူခံမယ်ခွေးမသားတွေသေဖို့နော်မင်းတို့အမြန်ဆုံးကြဆုံဖို့အတွက်ငါတို့ပြည်သူတွေကစူးစမ်းနေတာထမင်းစားတဲ့ပြည်သူတိုင်းကမင်းတို့လိုမင်းတို့ပြည်သူကိုတပ်ဖြတ်တာမင်းတို့ဗဒိန်ကျင်းတာမင်းတို့တိုင်းပြည်ကိုဘုံကျဲတာဖြက်စီတာတိုင်းရင်းသားနေမျိုးကိုလည်းဘုံကျဲလူမျိုးဘာသာမခွဲခြားကလုံးတပ်ဖြတ်တယ်မင်းတို့လိုကိုမေကိုလိုးတွေကလေငါတို့ပြည်သူထိုင်ပြီးတော့မကြည့်ဘူးစင်နော်အခုခုနတော့ငါထမင်းကိုဝါစားလိုက်တယ်ပြီးတော့အိမ်ငိုက်တယ်မမို့ပြန်တော့အိတ်ချလိုက်တယ်ခဏလေးပေါ့နော် message တွေစီအလူခံတချို့မမွေးလာစီလူစင်ကခွေးသားဖို့အတွက်ကြည်ဖို့လည်းပေါ့ထဲတယ်နော်မမို့အဲ့လို့မရဘူးဟဲ့လိုင်းလွှင့်မယ်ကွာလိုင်းလွှင့်မကထားပြီးတော့လွှင့်လိုက်တယ်အခုနော်လိုင်းလွှင့်မယ်အလူခံမယ်ငါအိတ်လိုက်လို့စင်ခွေးသားဖို့ကြည်ဖို့ငါဘယ်နှလုံးရမလဲအခုငါအလူခံလိုက်လို့လူရောက်30ကျော်ငါ့ကိုတွေ့တယ်လူစိတ်စီးတဲ့လူတွေကလာစာထုတ်ပြီးပတ်စံတွေစီးလို့စင်တို့လာပေါ့ထဲလိုက်မယ်လူစိတ်မစီးတဲ့လူတွေကြတော့မအားလားစစ်ခွေးတွေလိုးလို့စင်တို့ခံမယ်စစ်ခွေးသားလို့စင်တို့ခံမယ်ဟုတ်လားစစ်ခွေးအနိုင်ကျင့်တန်တို့ခံမယ်စစ်ခွေးအသိန်း100တောင်းလဲတို့ပေးမှာပဲအဲ့ဒါဖင်ခံကောင်းတဲ့နေတို့လိုကိုမေကိုလိုမလားလီငုံမလားဘောငုံတွေကပြောတာနော်တေချာနားထောင်နော်အဲ့ကြောင့်ဖင်ခံကောင်းလို့စင်စက်ခံပါနော်ငါတို့တီသူတွေကမင်းတို့လိုဖင်မခံချင်လို့ခွဲခောက်ရတာခွဲခောက်တယ်ဆိုတာမင်းတို့သေဖို့အတွက်ခောက်တာနော်ကိုမေကိုလိုတို့နော်ဖေလိုမများသိဖို့နော်ဒီຫນွေဦးတော်လိုင်းရေးရလေပြည်သူလူထုရဲ့တော်လိုင်းရေးဖြစ်တဲ့အတွက်ကြောင့်မင်းတို့ခွေးမျိုးတွေဆက်ပြီးတော့ရောက်မှာမယ်ဆိုရင်ရောက်မှာမင်းတို့ရောက်မှာလေငါတို့ဘက်ကမင်းတို့သေဖို့အတွက်ကြည်ဖို့ထက်လေလေပဲနော်မင်းတို့ကိုတိုက်တဲ့ပြည်တွေလည်းအဆက်မပြတိုက်မင်းတို့ကိုသားမဲ့နော်မင်းတို့ကိုစင်းထုံးမဲ့ပြည်သူတွေလည်းအဆက်မပြကြည်ဖို့လည်းလာဖို့ထက်တယ်ခွေးတောင်သားတွေနော်သေအောင်ပူလာလိုက်ကိုမီကိုလိုနော်တနေ့မင်းတို့ခွေးသေဖို့အတွက်ကြည်အတောက်တစ်ထောင်မင်းတို့စစ်ခွေးရဲ့နဖူးတက်မှာကျွေးပေးမယ်နော်မင်းတို့အဘတနေ့လူရင်အားပဲနှစ်ယောက်စာပေးလဲအယောက်30တိုးလာလို့စရင်ယောက်30နဲ့ငရုတ်တီကျွေးပေးမယ်ဆက်ဆက်လေးတွေသက်ပဲနော်ခွေးတောင်သားတွေသိဖို့နော်အဲ့တော့မင်းတို့လိုတိုင်းဖြက်ပြက်ကောင်တွေဒီမြန်မာပြည်မှာအမြန်ဆုံးပျောက်သွားအောင်ငါတို့စ조사မှရမယ်ငါတို့မစ조사လို့စရင်နော်ငါတို့ရဲ့ဘဝခွေးထက်ဆိုးမှာကွာကြည့်လိုက်မြန်မာတနိုင်ငံလုံးကမေအေလိုဘုံကျဲတတဲ့အချိန်မှာလူနဲ့တူလာပြီတို့ပေသွားတဲ့လူအလောင်းပေါင်းများစွာကြက်တွေဝက်တွေငှက်တွေမဟုတ်ဘူးနော်လူတွေပြီတို့ခလေးလူကြီးလူငယ်အကောင်လုံးပဲအဲ့ဒါကျဲတက်လိုက်တဲ့ပြည်သူပေါင်းများစွာမင်းတို့လိုခွေးတောင်စားတွေဝုတ်မလဲဘူးလို့မတင်လိုက်နဲ့နော်ငါဘောမပဲငါဖင်ခံတာပဲဝုတ်မလဲဘူးသတာတော့ငါတို့အဘကျဲတာတော့ငါတို့အဘအားပေးတဲ့နေလို့လိုကိုမေကိုလို့တွေအပေချင်းစိုးနဲ့တေးမှာတေးတဲ့အချိန်မှာဘသူလက်ချက်နဲ့တင်မလဲပြည်သူလက်ချက်နဲ့မဟုတ်ဘူးနော် PDL လက်ချက်နဲ့မဟုတ်ဘူးစင်မင်းတို့ဘောမတေးရမယ့်အချိန်မှာမင်းတို့အဘလက်ချက်နဲ့ပဲမင်းတို့တေးရမှာနော်အဲ့ဒါမင်းတို့ဘောမဒီမှထားနော်2021တုန်းကအဘ2022တုန်းကအဘ2023ရောက်တော့အဘပြောနေတဲ့သူကသေကုန်ပြီဘယ်လိုမျိုးသေလဲအဘဖမ်းလိုက်လို့စစ်တိုင်းမှာပို့လိုက်တယ်ဟုတ်လားအဘစိတ်ထဲအဘဘောမလိုက်လို့စင်အဘအတွက်သေပေးစရာမလိုဘူးအဘအတွက်စိတ်မှုထမ်းစရာမလိုဘူးဟာနေတော့အဘလူစိတ်မရှိဘူးလေလူစိတ်မရှိတဲ့ကောင်အဘလို့တော့ခေါ်လိုက်လို့အဘလည်းသေတွင်းထဲမှာပို့လိုက်တာပေါ့ခွေးတောင်သားတွေအဲကြောင့်မမို့ပြည်သူတွေမမို့ပြောတယ်အချင်းနည်းနည်းစီလို့စရင်နည်းနည်းတော်လန်ပါများစီလို့စရင်များတော်လန်ပါလာစာထုတ်ပြီးဆိုရင်ဘသူမှမစောင်းနဲ့တကိုတော်စင်မနော်အဖွဲသားတော့ပတ်စံစောင်းရမယ်ဘာလို့တို့တွေကပတ်စံတွေစုပြီးတော့လာပြီးတော့လူကြတာအဖွဲသားတော့အဖွဲသားဆိုရင်နားလဲတယ်တကိုတော်ဆိုရင်တော့တရက်နေ့လာစာထုတ်ပြီးဆိုရင်တရက်နေ့လာလူ2ရက်နေ့လာစာထုတ်ပြီးဆိုရင်2ရက်နေ့လာလူ3ရက်နေ့လာစာထုတ်ပြီးဆိုရင်3ရက်နေ့လာလူပါနော်မနေ့အားလို့စရင်မနေ့ပိုင်းမှလာလူနေ့လေအားလို့စရင်နေ့လေပိုင်းမှလာလူမမွေးလာစင်လူအလူစင်အများအဖြစ်ဘန်နဘဆိုရင်ကိုသိတယ်နော်ဘန်နဘအဟောင်းပဲခင်မကြီးဘန်နဲ့ပြပြမိုးဘန်ဒီနှစ်ခုပဲစင်လူအဟောင်းနော်ပြီးတော့အရင်တော့ကိုဆက်သွယ်လာတဲ့ Messenger နဲ့ပဲဆက်သွယ်လာပါကိုဆက်သွယ်လာဖို့တဲ့ Messenger ကမမိုးအတန်တွေပမိုးပို့ထားမယ်အလူစင်တွေလည်းလက်တိုင်ပို့ထားပြီးမှဖြတ်ပိုင်းတွေစီးမယ်ဒါပေမဲ့တချို့တွေကြတော့လူဟောင်းပဲနေရင်းနဲ့အကောက်တူကတို့တော့တငယ်ချင်းဖြစ်တယ်တို့လက်ခံလိုက်တဲ့အချိန်မှာ
အကောက်တူဆိုရင်အသစ်လေပြီးတော့ messenger အသစ်လေမမိုးနဲ့တခါမှစကားမပြောဘူးပေါ့နော်မမိုးနဲ့တခါမှစကားပြောဘူးနေရင်းနဲ့အေးမမိုးရဲ့ messenger ဘာဖြစ်လို့အသစ်ဖြစ်တာလဲအရင်တော့သူ့ကိုပို့ထားပေးတဲ့ဖြတ်ပိုင်နေစီတယ်အဲ့ဒါတေချာကြည့်ပါတချို့မှဆိုရင်တတိမထားဘူးအလောက်ဆောက်နေတဲ့အချိန်မှာ messenger အဟောင်းလားအသစ်လားအသစ်ဆိုရင်လူနဲ့အကောက်တူအဟောင်းဆိုရင်မမိုးလေနေတို့ဆက်သက်တာနှစ်ပေါင်းများစွာစီးပြီးလေအဲ့ဒါအသစ်ဆိုရင်တတိထားတာမမိုးမဟုတ်ဘူးနော်ဘယ်နှဘောက်တေချာကြည့်ဖောက်မဲ့မှာတရားကျေးဇူးတင်ပါတယ်